လုံးမှာတခုခုမှာရင်သွားတဲ့အခါသုံးလို့ရမယ်ထိုင်းစကားပြောတွေကိုဒီဗီဒီယိုလေးမှာကျွန်တော်လာအောင်များပြပါမယ်။နံပါတ်1ကျွန်တော်တကယ်တောင်းပန်ပါတယ်လို့ပြောချင်ဘုံခေါ်တော့ချင်းချင်းဘုံခေါ်တော့ချင်းချင်းครับကျွန်တော်တောင်းပန်ပါတယ်ပေါ့နော်တကယ်တောင်းပန်တာပေါ့။ကျွန်တော်တေချာမစစ်မိဘူးလို့ပြောချင်ဘုံမိတဲ့သူတို့ဟိုက်ဒီครับဘုံမိတဲ့သူတို့ဟိုက်ဒီครับကျွန်တော်တေချာမစစ်မိလိုက်ဘူးပေါ့နော်သူတို့ကဆိုတာကစစ်တာပေါ့နော်မိတဲ့သူတို့ဟိုက်ဒီကောင်းကောင်းမစစ်မိလိုက်ဘူးပေါ့နော်ဗီဒီယိုလေးကိုစောင့်ကြည့်ပြီနော်နောက်တစ်စကားလုံးရှိပါသေးတယ်နောက်ထပ်စကားလုံးကကြတော့ကျွန်တော်ဒီလုံးနဲ့ပေါ့နော်မရင်းနေသေးဘူးမကျွမ်းသေးဘူးလို့ပဲပြောချင်ဖုံရမတဲ့ခုံးကငန်းနီးครับဖုံရမတဲ့ခုံးကငန်းနီးครับကျွန်တော်ဒီလုံးနဲ့မရင်းနေသေးဘူးပေါ့နော်ကျွန်တော်မှတ်ထားပါမယ်လို့ပြောချင်ဖုံကြကြံဝိုက်ครับဖုံကြကြံဝိုက်ครับကျွန်တော်မှတ်ထားပါမယ်เนาะခင်ဗျားပြောတာလေးတုံးတာပေါ့เนาะနောက်ထပ်စာကြောင်းကကြတော့ကျွန်တော်ပုံယူဆိုင်ပါမယ်လို့ပြောကြရင်ဖုံကျက်ဆိုင်ကြိုင်မာခင်ครับဖုံကျက်ဆိုင်ကြိုင်မာခင်ครับကျွန်တော်ပို့ပြီးတော့ view ဆိုင်เนาะနောက်တစ်ခါ maybe မှလောက်ပါမယ်လို့ပြောကြရင်ခရနာဖုံကျက်ထန်ကွန်ครับเนาะခရနာဖုံကျက်ထန်ကွန်ครับဒီလိုသုံးလဲเนาะခရနာဖုံကျက်ထန်ကွန်ครับဒီရင် maybe မှလောက်ပါเนาะဒီလိုသုံးတာနောက်ထပ်စာကြောင်းကကျွန်တော်လင်လူသွားတယ်လို့ပြောကြရင်ဖုံလစ်ကင်ပိုင်းครับဒီလိုသုံးလို့ရတယ်เนาะနောက်တစ်ခါကျတော့ကျွန်တော်တစ်လုပ်ပေးမလို့ပြောကြရင်ဒီရောဖုံထမ်းပိုင်းครับဒီရောဖုံထမ်းပိုင်းครับကျွန်တော်တစ်ပြန်လုပ်ပေးเนาะပြီးတော့နောက်ထပ်စာကြောင်းကကြတော့အခုကျွန်တော်နားလဲသွားပြီလို့ပြောကြရင်တော်နီးဖုံခောက်ကြိုက်လဲတော်နီးဖုံခောက်ကြိုက်လဲครับအခုကျွန်တော်နားလဲသွားပြီပေါ့เนาะကျွန်တော်ကိုခွေးထပ်ပေးပါလို့ပြောကြရင်ခေါ်โอกาอีกครั้งนะครับขอโอกาสอีกครั้งนะครับเนาะขอโอกาสอีกครั้งนะครับขอโอกาสอีกครั้งได้ไหมဒီလိုသုံးလိုက်ရတယ်เนาะနောက်ထပ်စာကြောင်းကကျွန်တော်တင်ယူနေသေးပါတင်ယူနေတော့လို့ပြောကြရင်ဖုန်ရန်လျန်လူးရိုခပ်ဖုန်ရန်လျန်လူးရိုခပ်ဒီလိုသုံးလို့ရတယ်เนาะဖုန်ရန်လျန်လူးရိုခပ်ကျွန်တော်တင်နေတော့ပဲကျွန်တော်ပူကျူးသားပါမလို့ပြောကြရင်ဖုန်ကြက်ဖေးရန်ဟိုင်းမကွာနီครับผมจะพยายามให้มากกว่านี้ครับကျွန်တော်ဒီထက်ပိုကြိုးစားပါเนาะပြီးတော့နောက်ထပ်စာကြောင်းကကြတော့ကျွန်တော်တေချာလောက်ပါမယ်လို့ပြောရင်ဖုန်ဂျက်ထန်ဟိုင်းလက်အီးครับဖုန်ဂျက်ထန်ဟိုင်းလက်အီးครับကျွန်တော်အသေးစိတ်ထားမှုတေချာအောင်လုပ်ပေးမယ်ဆိုလို့ရှိရင်ထိုင်းလိုကဖုန်ဂျက်ထန်ဟိုင်းလက်အီးครับเนาะဒီသုံးရအောင်เนาะနောက်တစ်ခုကကြတော့ကျေးဇူးပြုပြီးထက်ရှင်းပြပေးပါလို့ပြောရင်ကာရုဏာအထိပိုင်းအခမ်းအနားครับการุณาอธิบายอีกครั้งนะครับเนาะ